ဘာလို့ရေသေးကောင်းတဲ့ဘက်ထရီတွေကိုရွေးချယ်တင်တာလဲအိမ်သုံးတက်ပဲဖြစ်ဖြစ်လုပ်ငန်းသုံးတက်ပဲဖြစ်ဖြစ်အရင်မီးပေးစနစ်အတွက်ဘက်ထရီရွေးချယ်တော့မယ်ဆိုရင် quality ပိုင်းမှာစိတ်ချရပြီးအာမခံချက်အပြည့်အဝပေးတဲ့ဘက်ထရီကိုရွေးချယ်တင်ပါရဲ့ရေသေးမပြည့်မီတဲ့ဘက်ထရီတွေကတစ်မိသားစုအတွက်ဘေးရန်တွေကျရောက်နိုင်ပါရဲ့ရေသေးမပြည့်ဝတဲ့ဘက်ထရီတွေကအပူချိန်မြင့်တက်လာလို့ရှိရင် overheating ဖြစ်စေပြီးအလွယ်တကူမီးလောင်နိုင်ပါရဲ့တချို့ဘက်ထရီတွေကအလိုပူပြင်းတဲ့နေရာမှာထားမယ်ဆိုရင်အပူချိန်မြင့်တက်လာပြီးတော့အလွယ်တကူပောက်ကွဲနိုင်ပါတယ်ချာချင်တိုင်းများရင်လည်း over charging ဖြစ်ပြီးတော့ပောက်ကွဲလွယ်ပါတယ်မိုးတွေအရမ်းရွာတဲ့အချိန်တွေမှာဆိုရင်လည်းဘက်ထရီတွေကိုမိုးရေတွေဝင်သွားလို့ရှိရင်ဘက်ထရီအတွဲမှာရှိတဲ့တန်လိုက်ဆက်သွယ်နေရာတွေက short ဖြစ်နိုင်ပါတယ်အဲ့လိုရေဝင်တာကြောင့်အထဲမှာရှိတဲ့ separator တွေ insulation တွေပြတ်သွားနိုင်ပြီးဆဲမြတ်ပောက်ကွဲနိုင်ပါတယ်တကယ်လို့ဘက်ထရီတွေကိုဖုန်လင်းဝင်လာလို့ရှိရင် cooling fan ကိုပိတ်မိပြီးတော့ heat တက်လာနိုင်ပါတယ်ဒါပေမဲ့ BLU ဘက်ထရီနဲ့သာဆိုရင်မိုးရန်ဖုန်တန်းအပူတန်းတွေကိုစိတ်ပူစရာမလိုဘဲနဲ့ဘေးကကိနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ် BLU ဘက်ထရီတွေကိုအစစ်မြင့်ညီးပညာနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့ကြောင့်မလို့ရေသေးပိုင်းမှာစိတ်ချရပြီးတော့နေမှုမရှောင်မိုးရမရှောင်စိတ်တန်းကြအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်အာမခံကိုလည်း10နှစ်ထိတောင်ပေးထားတာအတွက်ကြောင့်မလို့မိသားစုတိုင်းစိတ်ချမ်းသာနဲ့အသုံးပြုနိုင်မှာပါBLU ဘက်ထရီတွေကိုစိတ်ဝင်စားလို့မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Pay Messenger မှာလာရောက်မေးပြနိုင်တယ်လို့ hotline ဖုန်းနံပါတ်တွေဖြစ်တဲ့39 436 12124မှာလည်းဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ showroom မှာလာရောက်ဝယ်ယူခြင်းလို့ရှိရင်လည်းရန်ကုန်မြို့တာကီတာမြို့နယ်မြခွာမြို့အောင်ကောင်းကျော်အင်အားထဲမှာရှိတဲ့ MK showroom မှာလာရောက်ဝယ်ယူနိုင်ပါတယ်။